file number ခုံကိုသွားဖို့တော့ဦးနဲ့ကြံသွားတာလေ file number 6မှာကြံသွားတာလေဆက်ပြောဦးမယ်နော် file number 6မှာကြံသွားတာအဲ့တော့ဟုတ်ပြီအဲ့ဒီ9 break ကဘယ်က9 break တုံးတဲ့ဒီ9 break ဒီဦးနဲ့ file number 6က9 break ဒီဘယ်က9 break တုံးသူ့ဟိုက1နှစ်2နှစ်3နှစ်မြောက်တယ်2နှစ်ကျော်3နှစ်မြောက်တယ်ဟာဒီ69သူ့ဟိုက1နှစ်2နှစ်ကျော်ဟာ69ခုနှစ်တည်းက9 break တစ်ခွက်ပါအဲ့ဒါဘယ်ကနန်းတော့ဟာမှာ8 4 8 3ဆိုတဲ့ကနန်းကိုဒီမှာကူးထားတယ်ဒီမှာလေဒီနေရာမှာထွက်မဲ့9 break ဒီ1နှစ်2နှစ်ကျော်2022ခုနှစ်တည်းက9 break ပါမိမိပါတာမိမိ9 break ဆိုဒါလည်း9 break ဒါလည်း9 break ဟုတ်ပြီနော်အဲ့ထဲမှာ9 break နဲ့ပါဒါလည်း9 break 9 break ကတော့ရှိတယ်အဲ့ဒီ9 break တွေရှိတဲ့နေ့မှာကျွန်တော်တကယ်ချင်းတော့ကျွန်တော်ကတက်တက်ရွေးပေးလိုက်တာဟုတ်ပြီနော်ဒါနံပါတ် file number 6ပြီးတော့ကျွန်တော် file number ခုမှာဆက်ပြ file number 6အောင်တော့ကြံသွားတော့အဲ့ဒါလေးနော်2025ခုနှစ်တည်းအော်25ခုနှစ်တည်းမှာ22ခုနှစ်တည်း9 break ထုတ်ရိုက်ဟုတ်ပြီဒါဒီ file number လေးပြောမယ်ဒါ file number ခုနှစ်ဟုတ်ပြီနော် file number 9နဲ့ပတ်သက်ကောက်ကြောင်းပြောပြမယ်အဲ့ကောက်ကြောင်းကလည်း9မိနစ်ဆိုမလောက်ဘူးဗျာဒီကျွန်တော်မလောက်တဲ့အခါလောက်ရတယ်တော်တော်ခက်တယ်အဲ့ဒီကောက်ကြောင်းကပြောပြမယ်ဘယ်ကလာတာတော့ဆိုတော့ဒီကလာခဲ့တယ်နှစ်ကြိမ်မြောက်မှာ break shot အဲ့ဒီ break shot ရဲ့အောက်မှာ break 9လို့ခံထားတယ်6 break 9 break လို့ခံထားတယ်ကောက်ကြောင်းနဲ့လိုက်လာတာဟုတ်ပြီအဲ့ဒီဒါကိုကျွန်တော်နှစ် file သွားလိုက်မယ်ဗျာနော်ဖြည်းဖြည်းရှင်းပြမယ်နော်9မိနစ်စာနဲ့မလုံတော့လို့နော်ဒီဟာလေးကို9မိနစ်နဲ့ပြီးလောက်ရမယ်တစ် file အဲ့တော့ဒီ6 break 9 break လို့ခံတာအဲ့6 break ရဟိုဘက်ကိုတစ်ကြိမ်နှစ်ကြိမ်သွားရတဲ့ခါကျတော့3ထိပ်လို့ရှိတယ်နောက်ပေါင်း300လို့ရှိတယ်3ထိပ်နဲ့နောက်ပေါင်း300မှာ380ဟာဒီ9ပါဝါ300 break ကမှာ380လို့ရိုက်တာဟုတ်ပြီနော်380လို့ရိုက်ပြီးတော့မှအဲ့ဒီ9ဒီ break 9ဒီ9ပါဝါ300လို့ရိုက်ပြီးတော့သူ့ဘေးကနေတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်သွားလိုက်ရင်အဲ့ဒီ9ကိုဒီ3လုံး9လို့ခွေပြီးတော့မှဟုတ်ပြီနော်9ရဲ့နှစ်ခတ်ကိုဒီ3ကြောင့်3 break လို့ရိုက်ခဲ့တာ3 break လို့ရိုက်ဖို့အတွက်ကိုဒီ3လုံးအခွေ6လို့ထည့်အဲ့ဒီ6ကတနစ်ကျော်ညင်းကုန်မှာ2ဦးမှာ6လို့ပိတ်ပြီး V shape 6လို့ထည့်ပြီးတော့မှနောက်ပေါင်း6လို့ထည့်ထားတာဟုတ်ပြီနော်အဲ့ဒီကောက်ကြောင်းဒီဘက်မှာအဲ့ကောက်ကြောင်းရှိတယ်ဒီတစ်ဖိုင်ပဲအရင်ကျွန်တော်ရှင်းမယ်ဟုတ်ပြီနော်အဲ့လိုဖြစ်ပြီးပြီဆိုတော့မှအဲ့ဒီ6လို့ဖြစ်ပြီးပြီဆိုတော့မှသူ့အောက်မှာ8ခါဟုတ်ပြီနော်အဲ့ဒီ8ခါနဲ့ပတ်သက်ပြီးတော့အခုနပြောခဲ့တဲ့3ရဲ့ပါဝါ8ခါလို့ပဲယူ3 break ရဲ့ပါဝါ8ခါလို့ပဲယူဟုတ်ပြီယူပြီးပြီဆိုတော့မှအဲ့ဒီသူ့အောက်တစ်ပွဲနှစ်ပွဲသုံးပွဲကြော်လိုက်တဲ့ခါကျတော့ break 9လို့ကစားမှာအဲ့ဒီ break 9လို့ကစားဖို့အတွက်တောက်တွေကဘာလို့ရှိတော့အဲဒီအခွေ6ကို V shape ဟုတ်ပါဘူးကြော်တော့မယ်ဒီအခွေ6လို့ထည့်ပြီးတော့မှ V shape 9လို့ခံထားတယ်နော်V shape 6လို့ခံထားတယ်ဒီအခွေ6ကို V shape 6လို့ထည့်ပြီးတော့မှတပွဲကြော်မှာဒီ3လို့6လို့ခံထားတယ်တပင်းကြော်ဒီနေရာကစားဖို့အတွက်9 break ကစားဖို့အတွက်ကိုသူ့ရဲ့ဟုတ်ပေါ့တစ်ချိန်2ချိန်3ချိန်တိုင်းမှာ break 9လို့ခံတယ်အဲ့ဒီ break 9ဒီဟိုးအောက်ကိုအပင်ကြားကိုင်းတယ်ဒီအခွေ9လို့ထည့်ပြီး9 break လို့ခံထားတယ်ဟုတ်ပြီနော်ငါဒါကောက်ကြောင်းနဲ့အခြေကြီးပြအဲ့အခြေကြီးကျွန်တော်9မိနစ်စာနဲ့ရှင်းရတယ်တော်တော်အဆင်မပြေဘူးနော်တော်တော်အဆင်မပြေတာဟုတ်ပြီအဲ့တော့ဒီလိုရှင်းဖို့အတွက်ကိုသူကဘယ်ရထားအောင်ဒီကနေလာခဲ့တာဒီဘက်6 break အဲ့ဒီ6 break ကဘယ်ကလာခဲ့တဲ့6 break လို့သူ့ရဲ့ဘေးကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်မြောက်မှာ break ကိုအဲ့ဒီ break 6ဒီဟိုး24ချိန်မှာ6 break ကိုရိုက်ပြီးတော့မှသူ့ဘေးကနေမှာဒီမှာ break 6လို့ခံတာ break 6လို့ခံပြီးဟို1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာအခွေ6လို့ထည့်ဖို့အတွက်သူ့ရဲ့ဘေးကရဲ့နေ့မှာဒီ3လုံးရှောက် break 6လို့ရိုက်ခဲ့တာရိုက်ပြီးတော့မှဒီ break 6နဲ့တန်းလေးသွားပြီးတော့ဒီ3လုံး6လို့ထည့်တာဟုတ်ပြီအဲ့3လုံး6လို့ထည့်သလိုအခုနပြောခဲ့တဲ့ဒီ6 break ကနေဇောင်းဆင်းလိုက်တစ်ချိန်နှစ်ချိန်သွားလိုက်ဒီ3လုံး9ဒီဟာဒီ break 9အခွေ9လို့တက်တာအဲ့အခွေ9ဒီအပေါ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်သွားရတော့ break 9လို့ခံလာတာအဲ့ဒီ break 9နေတပွဲနှစ်ပွဲသုံးပွဲသွားရတော့ V shape 9လို့ထည့်ပြီး9 break လို့ရိုက်ထားတာအဲ့ဒီ9 break လို့ရိုက်သည့်တောင်ဒီ9 break ကို9 break လို့တက်မှာဟုတ်ပြီနော်ဒီနေရာမှာလည်းကျွန်တော်9 break ပဲရိုက်မှာရိုက်ဖို့တော့ခဏကြိုခေါ်ပြီးသားဒီကနန်းရိုက်မှာကို့အဖွဲသားတွေကြိုပြောထားတာဟုတ်ပြီနော်ကဲဒါကနေ9မိနစ်ပြည့်တော့ဒါပဲ9မိနစ်ကျွန်တော်ပြီးအောင်ရှင်းလိုက်မယ်နော်အဲ့ဒီလိုသွားဖို့တော့ဒီ V shape 9 break 9ထွက်ဖို့တော့အဲ့ဒီအောက်ကောက်ကြောင်းမနစ်ကကျွန်တော်လိုက်ခဲ့တဲ့ကောက်ကြောင်းအခုနဒီ3လုံးအခွေ6ဟာဒီ break 6ကိုဖြည့်တာအဲ့6ကဒီ3လုံး6လို့ဖြည့်တယ် V shape 6လို့ထည့်တယ်တပင်းကြောင်းကဒီ3လုံး6လို့ထည့်နှစ်ပွဲ၄ပွဲကြော်ရတော့ဒီ3လုံး6လို့ထည့်တယ်အဲလို့6လို့ထည့်တယ်အဲ့ဒီ6ကဘယ်6တွေတော့ဒီ3လုံး6 break 6ဆိုတဲ့ကောက်ကြောင်းနေဟုတ်ပြီအခုန9ဟာ V shape 9 break အတွက်အဲ့ V shape 9နဲ့အောက်6အခွေ6အောက်တပွဲနှစ်ပွဲကြော်လိုက်ဒီ3လုံး9ဒီ3လုံး9 break 9လို့ရိုက်ခဲ့တာဟုတ်ပြီနော် break 9လို့လိုက်ခဲ့တာမို့လိုက်မှာဟုတ်ပြီနော်ပြီးတော့မှ6 break တို့ပြန်ရိုက်ဦးမှာဟုတ်ပြီဒါကပထမကတ်ပထမကတ်မဟုတ်ဘူးเนาะဒါ file number 9ရဲ့ပထမကတ်ပေါ့ဗျာเนาะကဲဒီမှာခဏလေးနားအောင်မယ်ဒုတိယကတ်ကိုကျွန်တော် file number ခုံမယ်ဒုတိယကတ်ပြန်သွားမယ်เนาะ